ဘာလို့ဖို့စကူရှိရလဲဆိုကိုမြန်မာပြည်သားလေနိုင်ငံခြားတိုင်းကိုပေါ့နော်ဒီထိုင်းမှာနေရေးတရွေ့ကတော့ဒီလိုမျိုးလူရှိနေရေးတရွေ့ကကျွန်တော်တော့အမှုကိုမရအောင်ထောင်ချမှာတို့အခုကျွန်တော်စမေးချင်တဲ့မိကုန်းကတော့ပေါ့နော်အခုအနေနဲ့ဘယ်လိုထိုင်းကိုစရောက်ခဲ့ရလဲဗျဟုတ်ထိုင်းကိုဘယ်လိုမျိုးစရောက်ခဲ့လဲဆိုတငယ်ချင်းနဲ့မိတ်ဆက်ပြီးမှအဆက်အသွယ်နဲ့လာခဲ့တာဟိုဟာအဲ့ဒါကြတော့အခုအနေနဲ့ PJ စာအုပ်နဲ့လာခဲ့ရလားဗျဟုတ် PJ စာအုပ်နဲ့လာခဲ့တာ PJ စာအုပ်နဲ့လာပြီးရင်မဲဆောက်မှာအတော်ရှည်တော့လဲတယ်လေမဲဆောက်မို့ဟိုတက်ကလေးပဲကိုလဲမရအဲ့ဘက်နဲ့လာတဲ့အချိန်မှာတရုတ်ကကားနဲ့ပြန်လာကြိုပေးရယ်အဲ့ဒီစက်ရုံမှာရောအခုအနေနဲ့ဘယ်လိုအလုပ်ရခဲ့ရလဲပေါ့ဟုတ်အဲ့ဆက်ရုံမှာတငယ်ချင်းအဆက်အသွယ်နဲ့ဟိုအဲ့ဒီတရုတ်ကိုဆက်သွယ်ပြီးမှတက်ခဲ့ကြတာနှစ်ယောက်စလုံးတက်ခဲ့ကြရင်မှတငယ်ချင်းကသူ့မိမပိုက်ကြီးလို့ကလေးမွေးတော့မယ်ဆိုပြီးမှတကယ်ရှင်းကပြန်သွားတာပြန်သွားရင်ကျွန်တော်ပဲကြံခဲ့တာကျွန်တော်ကလည်းသူပြန်သွားတဲ့အချိန်နောက်ပိုင်းလေးမှာကျွန်တော်ကလည်းတတိရှိမှာအလုပ်ကပတ်စံမမှန်တော့ကျွန်တော်ကလည်းအလုပ်ထွက်လိုက်တယ်အလုပ်ထွက်ပြီးမှကုမ္ပဏီတတိနဲ့အလုပ်ပြန်လုပ်တယ်လက်စာစောက်ရင်းနဲ့တတိရှိမှာလုပ်နေတယ်အဲ့မှာဆိုလို့ရှိရင်ရောအခုအဲ့လုံမှာလုံနေတဲ့အချိန်မှာရောဘာတွေတွေ့ကြုံခဲ့ရလဲဗျဟုတ်အတွေ့အကြုံဘာတွေတွေ့ကြုံခဲ့လဲဆိုတော့ပေါ့သူကျွန်တော်လက်စာထုတ်ပေးမယ်ဆိုပြီးမှလာခေါ်သွားတဲ့အချိန်မှာပဲအမျိုးပေါ့ကျွန်တော်ဒီမျိုးပုံစံမျိုးဖြစ်အောင်လုပ်တာပေါ့နော်ဟုတ်အဲ့လိုလုပ်တဲ့အချိန်မှာကောဘယ်နှစ်ယောက်ကလုပ်လဲဘယ်လိုတွေလုပ်ကြလဲအဲ့ဒါလေးပြောပြပေးလို့ရမလားဗျဟိုကျွန်တော်ကိုဆောင်မှာလာခေါ်သွားတယ်ခေါ်သွားပြီးမှပဲစံထုတ်ပေးမယ်ဆိုမှခေါ်သွားတယ်ကားပေါ်နဲ့တင်သွားပြီးမှဟိုရောက်တော့ကျွန်တော်စီတောင်းတဲ့အရင်ကန်တယ်ကန်ပြီးမှကျွန်တော်ကသူ့မေးတယ်ဘာဖြစ်တော့ငါ့ကိုကန်တယ်လဲဆိုတော့မင်းစကားမပြောနဲ့တဲ့အမျိုးပြောပြီးမှကျွန်တော်ကိုထိုးကြည့်ပြီးမှတန်တုတ်လေးတန်ချောင်းမျိုးတန်တုံးလေးပေါ့နော်တန်တုံးလေးအတင်းနောက်လေးပေါ့အမျိုးတတောင်လည်းမပြည့်လောက်ပေါ့ကျွန်တော်အဲ့ကနေကြောကုန်းကိုစထုတယ်လက်တီးရင်လည်းစထိုးတယ်ထိုးပြီးရနဲ့ကျွန်တော်ကိုကောက်တန်နဲ့ရိုက်တော့တာငါတို့ကော့ပြရိုက်တဲ့ကောက်တန်တန်နဲ့ဟာကျွန်တော်ရိုက်တော့တာဖြစ်တင်ပါလေကြောကုန်းလေကျွန်တော်ရိုက်ပြီးရနဲ့အဲ့ဟာကို MB4 လေးပြတယ်ကျွန်တော် MB4 ပြပြီးမှမင်းအမျိုးလူဖြစ်သွားရှင်တာလားဆိုပြီးမှကျွန်တော်ကိုပလယာနဲ့လဲကိုလည်းညက်တယ်လက်တဲဆွဲနှုတ်မယ်ဆိုမှလက်တဲမရှိတော့ဒီလက်ဘာလို့ဖို့စကူရှိရလဲဆိုကိုမြန်မာပြည်သားလေနိုင်ငံခြားတိုင်းကိုပေါ့နော်ဒီထိုင်းမှာနေရေးတရွေ့ကတော့ဒီလိုမျိုးလူရှိနေရေးတရွေ့ကကျွန်တော်တော့အမှုကိုမရအောင်ထောင်ချမှာတို့အခုကျွန်တော်စမေးချင်တဲ့မိကုန်းကတော့ပေါ့နော်အခုအနေနဲ့ဘယ်လိုထိုင်းကိုစရောက်ခဲ့ရလဲဗျဟုတ်ထိုင်းကိုဘယ်လိုမျိုးစရောက်ခဲ့လဲဆိုတငယ်ချင်းနဲ့မိတ်ဆက်ပြီးမှအဆက်အသွယ်နဲ့လာခဲ့တာဟိုဟာအဲ့ဒါကြတော့အခုအနေနဲ့ PJ စာအုပ်နဲ့လာခဲ့ရလားဗျဟုတ် PJ စာအုပ်နဲ့လာခဲ့တာ PJ စာအုပ်နဲ့လာပြီးရင်မဲဆောက်မှာအတော်ရှည်တော့လဲတယ်လေမဲဆောက်မို့ဟိုတက်ကလေးပဲကိုလဲမရအဲ့ဘက်နဲ့လာတဲ့အချိန်မှာတရုတ်ကကားနဲ့ပြန်လာကြိုပေးရယ်အဲ့ဒီစက်ရုံမှာရောအခုအနေနဲ့ဘယ်လိုအလုပ်ရခဲ့ရလဲပေါ့ဟုတ်ဆက်ရုံမှာတငယ်ချင်းအဆက်အသွယ်နဲ့ဟိုအဲ့ဒီတရုတ်ကိုဆက်သွယ်ပြီးမှတက်ခဲ့ကြတာနှစ်ယောက်စလုံးတက်ခဲ့ကြရင်မှတငယ်ချင်းကသူ့မိမပိုက်ကြီးလို့ကလေးမွေးတော့မယ်ဆိုပြီးမှတငယ်ချင်းကပြန်သွားတာပြန်သွားရင်ကျွန်တော်ပဲကြံခဲ့တာကျွန်တော်ကလည်းသူပြန်သွားတဲ့အချိန်နောက်ပိုင်းလေးမှာကျွန်တော်ကလည်းတတိရှိမှာအလုပ်ကပတ်စံမမှန်တော့ကျွန်တော်လည်းအလုပ်ထွက်လိုက်တယ်အလုပ်ထွက်ပြီးမှကုမ္ပဏီတတိနဲ့အလုပ်ပြန်လုပ်တယ်လက်စာစောက်ရင်းနဲ့တတိရှိမှာလုပ်နေတယ်အဲ့မှာဆိုလို့ရှိရင်ရောအခုအဲ့လုံမှာလုံနေတဲ့အချိန်မှာရောဘာတွေတွေ့ကြုံခဲ့ရလဲဗျဟုတ်အတွေ့အကြုံဘာတွေတွေ့ကြုံခဲ့လဲဆိုတော့ပေါ့သူကျွန်တော်လက်စာထုတ်ပေးမယ်ဆိုပြီးမှလာခေါ်သွားတဲ့အချိန်မှာပဲအမျိုးပေါ့ကျွန်တော်ဒီမျိုးပုံစံမျိုးဖြစ်အောင်လုပ်တာပေါ့နော်ဟုတ်အဲ့လိုလုပ်တဲ့အချိန်မှာကောဘယ်နှစ်ယောက်ကလုပ်လဲဘယ်လိုတွေလုပ်ကြလဲအဲ့ဒါလေးပြောပြပေးလို့ရမလားဗျဟိုကျွန်တော်ကိုဆောင်မှာလာခေါ်သွားတယ်ခေါ်သွားပြီးမှပဲစံထုတ်ပေးမယ်ဆိုမှခေါ်သွားတယ်ကားပေါ်